မနက်စောစောမှာကြီးလက်အင်္ဂလိပ်ကနေမောင်မောင်ထွက်လာတယ်သူ့လက်ထဲမှာကျွေးချောင်းဝါဒစီလေးကိုကိုင်းနေအောင်ကြီးစထုံးလာတဲ့ကြီးလက်မင်ကွင်းကိုရင်ဆိုင်ရတော့လေကွင်းထဲမှာကျွဲလီစားချက်နေချင်းမောင်မောင်ကသမင်ကိုင်းပင်အောင်မှာတက်တောင့်တက်တာထိုက်ပြီးခယူတင်လေးတီးနေတယ်ကြီးလက်ဘဝရဲ့ငင်းချတဲ့အခိုက်အတန့်လေးပါမိုးစရွာလာတော့မောင်မောင်ကဥထုတ်ဆောင်ပြီးကျွဲတွေကိုအိမ်ပြန်ခေါ်ရတော့မယ်ရွာရန်းကျောင်းမှာမိုးစတွေကြကျွဲတွေနဲ့အတူမိုးသေးစ조사လျှောက်လာနေတဲ့ကြီးလက်ဘဝရဲ့အရေးအပိုင်းတစ်ခုပါနေဝင်စည်းစာအချင်းမောင်မောင်ကျွဲတွေနဲ့အတူ နေဝင်တွေကလှပြကောင်လီတို့စု တနေ့တာ ကွဲတွေပြန်လာဖို့ပါပြီ ဂျားက အေးကွယ် အောင်မြင်မှုလေးကို အဆင် ခံ ပြေ စားရ ရှု င် တဲ့ နေဝင်ချင်းရဲ့အလှကိုကြည့်နေတယ်